ချိန်တန်ပြန်ထွက်သွားမဲ့သူတည်ငါခဏဘဝကိုထားဝရမလို့ဓမ္မလွန်အောင်ရေကိုနဲ့မဆိုင်ဘူးလို့အသက်ဝိညာဉ်ရေကိုအသေးချတီးချမသိရင်တနေ့ကြာခံမှာဆိုရှင်တန်နေတဲ့တဲ့ချောင်းကိုယ်တိုင်မပိုင်မှန်းသိဖို့လို့အချိန်မရွေးဘူးရိတ်လို့ကွယ်ပြောက်တတ်လို့ဓမ္မလွန်အောင်ရေကိုဖျားမြန်ကလွဲလို့ထိတ်ချုပ်သူမရှိလို့ကိုတော့ဖျားမြန်ရဲ့လို့တိုင်းပဲသက်ရှင်စိုးဘုဒ္ဓထားတဲ့အတွေ့ခေါ်ပညာကျင့်တို့ကိုအမိပြုပြီးတော့ထင်တဲ့ရှေ့သက်တာခရီးကိုမရစံတော်လေးရောက်ကင်းမဲ့တဲ့ဘဝကိုသခင်ယေရှုကကိုညီဖို့အမြင်တွေရှင်းစေနိုင်ဖို့ကိုကဲတင်ခြင်းတွေလေးရှင်ခရစ်တော်ဖရာကိုနေလို့နေတဲ့တဲ့ချောင်းကိုယ်တိုင်မပိုင်မှန်းသိဖို့လို့အချိန်မရွေးဘူးရိတ်လို့ကွယ်ပြောက်တတ်လို့ဓမ္မလွန်အောင်ရေကိုဖျားမြတ်ကလွဲလို့ထိန်ချုပ်သူမရှိလို့ကိုတော့ဖျားမြတ်ရဲ့လို့တိုင်းပဲသက်ရှင်စိုးကိုတိထားတဲ့အတွေ့ခေါ်ပညာကျင့်တို့ကိုတော့ထင်တဲ့ရှေ့သက်တာခရီးကိုမရရစံတော်လေးရောက်ကင်းမဲ့တဲ့ဘဝကိုသခင်ယေရှုကကူညီဖို့အမြင်တွေရှင်းစေနိုင်ဖို့ကိုကဲတင်ခြင်းတွေလေးရှင်ခရစ်တော်ဖရာကိုနေလို့ကိုတိထားတဲ့အတွေ့ခေါ်ပညာကျင့်တို့ကိုပြုပြီးတော့ခြင်းနဲ့ရှေ့သက်တာကြီးကိုမရရစံတော်လေးရောက်ကင်းမဲ့ဘဝကိုသခင်ယေရှုကကူညီဖို့အမြင်တွေရှင်းစေနိုင်ဖို့ကိုကဲတင်ခြင်းတွေလေးရှင်ခရစ်တော်ဖရာကိုနေလို့ကဲတင်ခြင်းတွေလေးရှင်ခရစ်တော်ဖရာကိုနေလို့ကဲတင်ခြင်းတွေလေးရှင်ခရစ်တော်ဖရာကိုနေလို့